老水。哦，没有，我的光路过来的那代的叫，切先表的。OK。ဒီပေါင်းလို့ခေါ်တဲ့နတ်တန်ကြီးကတော့တကောင်တိုင်းတတိုင်ဆိုင်ဟုတ်ပြီးရင်ဒီလိုလုတ်ချင်းအဖြစ်ဘာကျိုးကျေးဇူးရဟိုဟာတောင်ယာကြီးမှာတောင်ယာကြီးဆန်စပါးရဲ့အကုန်လုံးစင်ပြေအောင်ပြီးရင်ကျမ်းမာရေးအတွက်ဒီအကုန်လုံးစင်ပြေဒီလုတ်ချင်းအကျိုးကျေးဇူးပြီးရင်ဒီလိုလုတ်ချင်းအဖြစ်ကိုမရွာတိုင်းအားလုံးလူလုတ်တဲ့တဘောပါဟုတ်ကဲ့အဲ့ဒါလေးကိုရှိအောင်ဒီလိုလုတ်ချင်းအဖြစ်ကိုယ့်ကုံကိုယ့်လူမျိုးပေါ့နော်ပတ်ပြီးတော့ကိုယ့်လူမျိုးကိုကုံဖြစ်တင်ပေးတဲ့ဘောဖြစ်တယ်သူအဲ့ဟိုစိတ်ခိုင်းတာနတ်ဆရာရဲ့အတိကနတ်ဆရာရဲ့စိတ်ခိုင်းချက်လို့လို့တော့ဟုတ်တော့ဟိုဥပမာကိုတရားသလားပြောမှဆိုရင်ကိုကအစမပြေတော့ဘူးနေမကောင်းဖြစ်နေတယ်တော်စပါးမအောင်မြင်ဘူးဆိုရင်ဒါနတ်ဆရာမေးမှာပေါ့ဟုတ်တယ်နတ်ဆရာကြီးကဘာလို့ဖို့လိုလဲဆိုတော့ညွှန်ကြားမှာဟုတ်ကဲ့သူရဲ့ညွှန်ကြားချက်တိုင်းအဲ့ဒါတိုင်းကိုဒီလိုလိုက်လို့ရတာပေါ့ဟုတ်ကဲ့ဒီလိုဆိုရင်ဒီမှာခုနပြောသလိုဒီတတိုင်းမှာနောက်တစ်ခေါက်ဆိုရင်အခုဒီမှာကိုကြီးက35နိုင်ရှိတယ်ဆိုတော့35ကောင်ဟုတ်တယ်35ကောင်အဲ့တော့35ကောင်ဆိုတာဘယ်သူပဲနောက်သက်ဒီမှာတိုင်လာစိုက်တာလားမရဘူးကိုမိသားစုနဲ့ကိုဒါဒီ35ကောင်ဆိုတာမိသားစုတစုတည်းပိတ်တယ်ဟုတ်တယ်အဲ့တော့လက်ဆရာကြီးအစီမံပေးတယ်လက်ဆရာအလိုကျလက်ဆရာကြီးရဲ့အဆုံးအမလက်ဆရာကြီးရဲ့စီခိုင်းရတဲ့အတိုင်းဟုတ်လိုက်လုပ်ပြရတာဟုတ်လားအဲ့ဆိုရင်လက်ဆရာရှိလားလက်ဆရာရှိဘာမှလဲဟိုကျမလက်ဆရာတော့ပြရလားဟုတ်ကဲ့ရှိတော့ရှိရရှိပါနားဆောင်တော့လက်ဆရာလာမင်္ဂလာပါဘာမှစကားပြောတတ်လား